ဒီပိုင်းလေးမှာတော့ဘွန်3ခုရှိရယ် metallic bond sorry ionic bond ကိုပေးလိုက် bond metallic bond 3ခုရှိရတဲ့မှာအခုဒီပိုင်းလေးမှာရှင်းပြပေးမှာတော့ ionic bond လို့ခေါ်တယ် ionic bond ကြောင့်လေးကိုရှင်းမယ် ionic bond နောက်တစ်မျိုးထပ်ခေါ်တယ် electrovalent bond လို့လည်းခေါ်တယ်သူတို့ရဲ့အလောက်ကပါလဲဆိုရင်သူဒီတနည်းအားဖြင့်ပြောမယ်ဆိုရင် electrovalent bond လို့ပဲဖြစ်တော့ခေါ်တယ် electrovalent bond လို့ခေါ်မယ်သူတို့ရဲ့အလောက်ကပါလဲဆိုရင် electron တွေကို transfer လုပ်ပေးတာကျွန်တော်တို့အခုဒီ element တစ်ခုနဲ့တစ်ခုကြားမှာအလုပ်လုပ်တဲ့အမှုန်လေးကဘာလေးလဲဆိုရင် electron လေးအခု ionic bond ကို electrovalent bond လို့ခေါ်မယ်သူတို့ electrovalent bond ဆိုတဲ့ ionic bond တွေက electron တွေကိုဘာလုပ်ပေးအောင် transfer လုပ်ပေးတာ transfer လုပ်ပေးရဆိုတာဘာလုပ်ပေးအောင်ဆိုရင်ကူးပြောင်းတာ electron တွေကူးပြောင်းတာတနည်းအားဖြင့်ကူးပြောင်းတယ်ဆိုတဲ့သဘောတရားဝါဒီအပီးပေးအပီးယူတာပြီးရဲ့လူကလည်း electron ကိုအပီးပေးမယ်ယူရဲ့လူကလည်းအပီးယူမယ်အဲ့ဒါကရှေ့ပိုင်းမှာရှင်းခဲ့ပြီးသား electropositive element နဲ့ electronegative element metal တွေအားလုံးဒီ electropositive element သူတို့ဒီ electron တွေကိုဆုံးရှုံးတယ် positive ion ကိုဖြစ်ပေါ်တယ်ဒါကြောင့် electron တွေဒီ electron တစ်လုံးဆုံးရှုံးလိုက်ပြီဆိုတာနဲ့1 plug ကိုဖြစ်တယ်နှလုံးဆုံးရှုံးလိုက်ပြီဆိုတာနဲ့2 plug ကိုဖြစ်တယ်ဒါဆိုရင် non metal တွေဒီ electronegative element electron ယူတယ်တစ်လုံးယူလိုက်ပြီဆိုတာနဲ့1 mine နဲ့နှလုံးယူလိုက်ပြီဆိုတာနဲ့2 mine နဲ့ဒါကြောင့် transfer လုပ်တယ်ဆိုတာ electron တွေကိုဘာလုပ်တာအောင်ဆိုရင်အပီးပေးအပီးယူတာဘယ်ကနေပဲလဲဆိုရင် atom တစ်လုံးကနေပြီးတော့ဒီမှာ atom တစ်လုံးကနေပြီးတော့အခြား atom တစ်လုံးဒါဆိုရင်ပေးမဲ့ atom ဒီဘာရှိရမှာလဲ small ionization energy ရှေ့မှာဆက်ပြီးအကုန်ရှင်းပြခဲ့တယ် electropositive element electron ပေးမှာ ionization energy ဆိုတာဘာလဲ electron တစ်လုံးဖယ်ဖို့ရန်လိုအပ်သောစွမ်းအင်ပမာဏဒါကြောင့်ဒီပေးမဲ့ကောင်မှာဘာရှိတော့ ionization energy ရှိတယ်ဒါဆိုရင်လက်ခံမဲ့ကောင်ကကြတော့ဘာ energy ရှိအောင်ဆိုရင် electron affinity ရှိမယ် electron affinity ရှိမယ်ဒါကြောင့် ionic bond ကို electrovalent bond လို့ခေါ်တယ် electron တွေဘာလုပ်ပေးအောင် transfer လုပ်ပေး transfer လုပ်တယ်ဆိုတာအပီးပေးအပီးယူတယ် atom တစ်လုံးကနေပြီးတော့ပေးမဲ့ atom မှာ ionization energy ရှိရမယ်ယူမဲ့ atom မှာ electron affinity ရှိရမယ်ဒါကြောင့် from one atom heavy small ionization energy to another atom heavy large electron affinity and ပြီးတော့ကြတော့ the electrostatic attraction ဒါဆိုရင်ပေးလိုက်တဲ့ကောင်မှာ positive ဖြစ်မယ်ယူလိုက်တဲ့ကောင်မှာ negative ဖြစ်မယ်အဲ့ဒီပေးလိုက်တဲ့ကောင်မှာ positive ဆိုတဲ့ positive ion လေးဖြစ်ပေါ်ပြီးတော့ယူလိုက်တဲ့ကောင်မှာ negative ဆိုတဲ့ negative ion လေးရှိမယ်အဲ့ဒီ positive ion နဲ့ negative ion ရဲ့ကြားမှာရှိနေတဲ့အားလေးအဲ့ဒီအားလေးကိုဘာလို့ခေါ်လို့ဆိုရင် electrostatic attraction လို့ခေါ်တယ်အဲ့ဒီ electrostatic attraction ကိုဘာလို့တုံးဆိုရင်ဖြစ်ပေါ်လာတယ်ဒါဆို ionic bond တွေဒီဘယ်ပေါ်မှာမူတည်လဲ the difference in electronegativity ခြားနားမှုပေါ်မှာမူတည်တယ် atom နှလုံးကြားမှာရှိတဲ့ electronegativity ခြားနားမှုပေါ်မှာမူတည်တယ်သူတို့ရဲ့ electronegativity ခြားနားမှုတန်ဖိုးဒီဘယ်ထက်ကြီးလို့ဆိုရင် 1.8 ထက်ကြီးတယ် is generally ရေဘူးရအဖြစ် occurs သူတို့ဖြစ်ပွားတာက reactive metal နဲ့ reactive non metal ကြားမှာဘာလို့တုံးဆိုရင်ဖြစ်ပွားကြတယ်ဒါဆိုရင် the two or more positively charged oppositely charged ion ဆိုတာကစန့်ကျင်ဘက်ရှိတဲ့ charge ကနှစ်ခုတည်းပိုတဲ့ကောင်တွေကိုattract ဆွဲငင်မယ် to each other တစ်ခုနဲ့တစ်ခုဆွဲငင်လိုက်မယ်ဘာရင်းနဲ့လဲ strong electrostatic attraction အားကောင်းတဲ့ electrostatic attraction နဲ့ဆွဲငင်လိုက်တယ်အဲ့ဒီအားကိုဘာလို့ခေါ်ဆိုရင် ionic bond လို့ခေါ်မယ်ဒါကြောင့် the number of loss ဆုံးရှုံးသွားတဲ့ or gain electron by an atom during ionic bond အတွင်းမှာ atom တွေက electron တွေကိုဆုံးရှုံးတာပဲဖြစ်ဖြစ်ရရှိလိုက်တဲ့အရေးအတွက်တွေဆိုတာ it the same တဲ့သူ့ရဲ့ valence တန်ဖိုးနဲ့ဘာဖြစ်တော့ညီမျှတယ်ဒါဆို ionic bond နဲ့ပတ်သက်တဲ့ဒီအချက်ကလေးသိရမယ်ဒါဆိုရင်ဒီ ionic bond နဲ့ပတ်သက်တဲ့လိုအပ်ချက်တွေကဘာတွေကြည့်ရမှာလဲဆိုရင်ကြည့်ရမယ့်အချက်ကလေးကိုနှုတ်သက်ထပ်ပြီးတော့ရေးပြပေးမယ်အခုဆက်ပြီးပြောမှာကတော့ရှေ့မှာ part 6 clear ပြီးပြီးသားဆိုတော့ part 7ပေါ့7လေးအခု ionic bond အခုစဒီနေ့ရှင်းမှဒီဘာလို့ခေါ်အောင်ဆိုရင် ionic bond ဒါကတော့လိုအပ်တဲ့ note ကလေးကိုတက်စောနာဟာကစာလေးနဲ့စာအုပ်ထဲအတိုင်းနေရှင်းပြပေးရအခုကတက်ကလေးရေးပြပေးရ ionic bond ကြောင်းရှင်းတော့မယ် ionic bond ကိုဘယ်လိုခေါ်တော့ electrovalent bond လို့လည်းခေါ်တယ် electrovalent bond လို့လည်းခေါ်တယ်ဒါကတော့အကြမ်းမြင်ရေးပြရပေါ့သူတို့ဒီ electron တွေကိုဘာလုပ်ပေးအောင် transfer လုပ်ပေးတာ transfer ဆိုတာဘာလုပ်တောင်ကူးပြောင်းတယ်ဆိုတဲ့သဘောတဘာဝသည် transfer of electron တွေကိုကူးပြောင်းတယ်အဲ့ဒီကူးပြောင်းတယ်ဆိုတဲ့သဘောတဘာဝသည်ဘာလုပ်တာတော့ဆိုရင် electron တွေကို
အပီးပေးအပီးယူတာအပီးပေးအပီးယူတာအဲ့ဒါကို transfer လုပ်တယ်လို့ခေါ်တယ် electron တွေကို transfer လုပ်တယ်လို့ခေါ်တယ်အပီးပေးအပီးယူတာကို transfer လုပ်တယ်လို့ခေါ်တယ်သူတို့ဒီဘယ်နဲ့ဘယ်ကြားမှာအပီးပေးရဆိုမှတော့ metal အပီးယူရဆိုမှတော့ non metal ဒါကြောင့်သူတို့ဒီဘယ်နဲ့ဘယ်ကြားမှာဖြစ်တာအောင်ဆိုရင် metal နဲ့ non metal နဲ့ပေါင်းလို့ဖြစ်တယ်ဒါကြောင့်သူက reactive metal ဘယ်သူနဲ့ပေါင်းတာဆိုရင် reactive metal နဲ့ reactive non metal ဆိုပြီးတော့အဲ့ဒီနှစ်ခုပေါင်းပေးရတယ်ဒါဆိုရင် reactive metal ကနေဘာလေးတွေဖြစ်ပေါ်လာ positive ion လေးတွေဖြစ်ပေါ်လာတယ် reactive non metal ကနေ electron လက်ခံလိုက်တော့ဘာတွေဖြစ်ပေါ်လာ negative ကလေးတွေဖြစ်ပေါ်လာတယ်သူတို့နှစ်ခုကြားမှာရှိနေတဲ့ဘာလို့ဆိုရင် force ဆိုတဲ့အားလေးသူတို့ကြားမှာရှိနေတဲ့ force ဆိုတဲ့အားကိုဘာလို့ခေါ်တော့ဆိုရင် electrostatic attraction လို့ခေါ်တယ် electrostatic attraction အဲ့ဒီ electrostatic attraction matter ပေးလိုက်လို့ positive ဖြစ်တယ် non matter ယူလိုက်လို့ negative ဖြစ်တယ်အဲ့ဒီ positive နဲ့ negative ကြားမှာရှိနေတဲ့ electrostatic အားလေးကို electrostatic attraction လို့ခေါ်တယ်အဲ့ဒီအားကိုကြတော့ဘာလို့ခေါ်အောင်ဆိုရင် ionic bond လို့ခေါ်မယ်နှုတ်ကလေးကတော့ဒါပဲဘာမှသိကြွေးခြင်းမရှိဘူးဒါဆို ionic bond နဲ့ပတ်သက်တဲ့အကြောင်းပြချက်ကိုပဲမေးပြီးရင်ionic bond နဲ့ပတ်သက်တဲ့ reason ကိုပဲမေး ionic bond အတွက်လိုအပ်တဲ့ molecule အရေးအတွက်ကလေးကိုပဲမေး molecule နဲ့ပတ်သက်တဲ့လိုအပ်ချက်တွေကဘာတွေလဲလို့ပဲမေးပြီးရင် ionic bond နဲ့အခြား bond တွေရဲ့ခြားနားချက်ကိုပဲမေးအခုဒီ၃ချက်ကလေးကြက်ထားရပြီဒီ၃ချက်ကလေးကဘာလေးလဲဆိုရင်နံပါတ်1အချက်ကဟာဒီ၃ချက်ကလေးဟာဒီ star ပြထားတဲ့ချက်ဆိုရဲ၃ချက်ကလေးချက်ကိုကြည့်ရမယ် ionic bond ကြီးပေါ့ bond ကြီးပဲရေး bond ပဲရေးအဲ့ဒါကိုဘာလို့ခေါ် electrovalent bond လို့ခေါ်တယ်အဲ့ဒီ ionic bond တွေဆိုတာကတဲ့ is ဖြစ်ပါတယ် the transfer of electron electron တွေကိုကူးပြောင်းပေးတယ် electron တွေကိုကူးပြောင်းပေးတယ်ဘယ်ကနေဘယ်ကိုလဲဆိုရင် from one atom တစ်လုံးမှ to ပါ atom တစ်လုံးအဲ့ဒီပေးမဲ့ atom မှာဘာရှိရမှာ heavy small ionization energy နည်းတဲ့ ionization energy ရှိရဲ့ atom ကနေပြီးတော့to another atom အခြား atom ကိုကူးပြောင်းမယ်အဲ့ဒီယူမဲ့ atom မှာဘာရှိရမှာ heavy last electron affinity ဒါပထမတစ်ချက်electron affinity ဒါကြောင့်ပထမချက်ကလေးက ionic bond တွေရဲ့ is the transfer of electron from one atom heavy small ionization energy to another atom heavy last electron affinity ဒုတိယအချက်ကဘာလဲဆိုရင်ဒုတိယအချက်က atom တစ်လုံးဒီ reactive metal ဖြစ်ရမယ်ဒါကြောင့် one atom is a reactive metal reactive metal and another atom အခြား atom ကကြတော့ is a reactive non-metal ဒါဒုတိယအချက်နောက်တတိယအချက်ကလေးကကြတော့အဲ့ဒီ atom နှလုံးသားမှာရှိနေတဲ့ခြားနားချက်က 1.8 ထက်ကြီးရမယ်ဒါကြောင့် the difference in electronegativity electronegativity ရဲ့ခြားနားမှုအဲ့ဒီ atom နှလုံးသားဆိုတော့ between the atom
အဲ့ဒီအတန်နှလုံးသားမှာရှိတဲ့ electronegativity ချနာမှုဒီ is greater than 1.8 1.8 ထက်ကြီးရပြီဒါဆိုရင် ionic bond နဲ့ပတ်သက်တဲ့အဲ့ဒီ3ချက်ကြက်ထားရပြီအဲ့ဒီ3ချက်ကလေးကြက်ထားပြီးရပြီဒါဆိုရင် ionic bond အခုစက်ပြောမှာက ionic bond ဖြစ်ပေါ်လာဖို့အတွက် ionic bond ကို Lewis symbol တွေအသုံးပြုပြီးတော့ Lewis symbol ကိုအသုံးပြုထားတဲ့တနည်းအသုံးပြုပြီးတော့ ionic bond ဖြစ်ပေါ်လာတဲ့ပုံလေးကိုဆွဲပြပေးပါဆိုရင်ဥပမာအနေနဲ့ဆိုတော့အများကြီးရှိမဲ့ထင်မှာမှာအခု NaCl လေးကိုအရင်ဆုံးစပြီးတော့ဆွဲပြပေး NaCl ဘယ်သူနဲ့ပေါင်းပါလဲ Na နဲ့ Cl နဲ့ပေါင်းမယ်အဲ့လိုပေါင်းတဲ့ချိန်မှာလဲတချို့လိုအပ်ချက်ကလေးရှိရယ်အဲ့ဒီလိုအပ်ချက်ကလေးပါမအမှတ်ပေးရည်လဲရှိရယ်အဲ့ဒါလေးသတိထားပြရမယ်ဒါဆိုရင် Na စရေးသွားလေးအစီအစဉ်ကြလေးရေးရင်ပို့ပြီးတော့အဆင်ပြေမမှားနိုင်တော့ဘူးပေါ့သူ့ရဲ့ atomic number ဒီ11ဒါကြောင့်သူဒီ 2.8.1 2.8.1 ဒါကြောင့်သူ့ရဲ့ complete electronic structure ကအရှိရေးဖို့မဆန်းတော့9ပေါ်မှာအခြေခံလိုက်မယ်10လုံးပေါ်မှာအခြေခံတော့ Ne ကိုလမ်းကြောင်း3မှာရှိလို့3တစ်လုံးနဲ့ရှိရမလို့ 3s1 သူကကျတော့ 2.8.7 သူကလည်း10လုံးတက်ကြောနေရောဘယ်9ပေါ်မှာအခြေခံလိုက် Ne 9ပေါ်မှာအခြေခံလိုက်လမ်းကြောင်း3မှာ9လုံးကျန်နေဆိုတော့ 3s2 3b5 တလူမျိုးလေးဒါဆိုရင်သူကကြတော့သူ့ပေါ်မှာဘာမှမပါတာဖြစ်တဲ့အတွက်ဒီလိုအတန်တစ်လုံးပေါ်မှာ plus လည်းမပါဘူး minus လည်းမပါဘူးဆိုရင်အဲ့ဒီကောင်ဒီဓာတ်ပြဲနေတာဒါကြောင့်သူဒီဘာအတန်တုံးဆိုရင် sodium atom ဒီမှာအောက်တာမို့ရှယ် electron လေးတစ်လုံးဖြစ်တာဖြစ်တဲ့အတွက်ဒီမှာတစ်လုံးအောက်တာမို့ရှယ် electron 9လုံးရှိတာဖြစ်တဲ့အတွက်ဒီမှာ9လုံးလေးဆွဲလိုက်ပြီသူကကြတော့ဘာအတန်လဲကလိုရီအတန်သူက stable ဖြစ်ဖို့အတွက် metal ဖြစ်တဲ့အတွက်ပေးမှာသူက stable ဖြစ်ဖို့တစ်လုံးပေးမယ်သူက stable ဖြစ်ဖို့အတွက်တစ်လုံးယူရမယ်ဒါဆိုဒီတစ်လုံးလေးကဒီကိုပေးလိုက်မယ်ဟဲ့ဒီမြားလေးကမပါလို့မရဘူးဒါကြောင့် Na ကတစ်လုံးပေးလိုက်တာဖြစ်တဲ့အတွက်ဘာဖြစ်သွားတော့ Na ပလက်ဖြစ်သွားတယ် Cl ကငကိုရှိတာ9လုံး NaC ကတစ်လုံးယူလိုက်တော့10လုံးဖြစ်သွားတယ်တစ်လုံးလက်ခံလိုက်လို့သူဒီဘာ minus တုံးဆိုရင်1 minus ဒါဆိုရင်သူ့ကိုရေးတော့မယ်သူ့စီမှာဘာပဲကြံတော့ 2.8 သူ့စီမှာဘာရတော့ဘာကြံတော့ 2.8.8 သူကကြောက် 2.8 ကျန်နေသူကဖြစ်လာတာက 2.8.8 ဘာလို့သူကတစ်လုံးပေးလိုက်လို့ 2.8 ကျန်နေတစ်လုံးယူလိုက်လို့ 2.8.8 ဖြစ်သွားတယ်ဒါဆိုရင် तू ကဘာကိုလဲ Ne ကိုဟိုမှာ18လုံးဖြစ်သွားတာဖြစ်တဲ့အတွက်ဘာကိုဖြစ်သွားရော Ar ကိုပြီးရင်ဒီမှာ Na ဆိုတာဘာလဲ sodium အပေါ်မှာ plus minus ပိုင် ion ထည့်ရတယ်ဒါကြောင့်သူဒီဘာ ion တော့ sodium ion ဒါလေးကကြာ chlorine တချို့ကတော့ chloride လို့လည်းရေးရကျွန်တော်ကတော့ chlorine မှားမှာဆိုလို့ chlorine အပေါ်မှာ minus ပါနေတာဖြစ်တဲ့အတွက် chlorine ion ဒီလိုမျိုးလေးပေါ့ဒါဆိုရင်ဒီဟာလေးနဲ့တင်ပြီးမသွားဘူးအောက်မှာစာရေးပေးရသေးတယ်တစ်လုံးနဲ့ပေးတာဖြစ်တဲ့အတွက်ဒီမှာ electron တွေဒီတစ်လုံးနဲ့ပေးတဲ့ယူတယ်ကို transfer လို့ခေါ်တယ်ဒါကြောင့် electron transfer ဒီစာသားလေးထည့်ရမယ်လို့တော့ပြောတာပဲတချို့ကတော့မထည့်ဘူးကျွန်တော်ကတော့မထည့်ရင်ကျွန်တော်ကလေးတော့မထည့်ရင်အမှန်မပေးဘူးလို့တော့ပြောထားတယ်အမှတ်လျှော့မှာလို့ပြောထားတယ် electron တစ်လုံးနဲ့မလို့ s မထည့်ဘူး electron transfer ဘယ်ကနေဘယ်ကိုပြောင်းသွားတော့ from Na to Cl atom ရေးအချိန်မှာလည်းဖြစ်နိုင်နေဆိုရင်ဒီစာသားလေးကဒီရှိနဲ့ဆိုင်တာဖြစ်တဲ့အတွက်နောက်ကိုမကြော်စီနဲ့ဒါဆိုရင်ဒီလိုမျိုးပေးလိုက်တဲ့ချိန်မှာ Na နဲ့ Cl နဲ့ပေါင်းလိုက်တော့ဘာဖြစ်သွားတော့ sodium chloride formula လေးဘာဖြစ်သွားတော့ NaCl ဆိုပြီးဖြစ်လာဖြစ်နိုင်ရင်သူနဲ့အညီရေးသူနဲ့အညီရေးသူနဲ့အညီရေးမညီလဲရပါတယ်အမှတ်ပေးရဒါပေမဲ့ကျွန်တော်ကြည့်လို့ကောင်းလို့ကျွန်တော်ကလေးတော့အဲ့တိုင်းမှာထားတယ်ဒါဆို NaCl နဲ့တူတာဘယ်သူတူလဲ KCl လေးကိုယ့်အကိုရေးကြည့်လို့ရတယ် KCl လေးကိုယ့်အကိုရေးကြည့်လို့ရမယ်ဒါဆိုအခုကျွန်တော်ဆက်ဆွဲပေးမှာကဘာကိုဆက်ဆွဲပေးမှာအောင်ဆိုရင်ကျွန်တော်အခုဆက်ဆွဲပေးမှာက CaO လေးကိုဆွဲပြပေးမယ် CaO ဘယ်သူနဲ့ပေါင်းပါလဲ Ca နဲ့ O နဲ့ပေါင်းပါဒါကြောင့်ကျွန်တော်ဒီမှာရေးလိုက်မယ်ရေးရဲ့ချိန်မှာလဲ Ca plus O လှကျင်နေဆိုရင်တော့ခက်ခွာလေးရေးပေါ့သူ့ရဲ့ electronic structure ဒီပါလဲ 2.8.20 Ca ဖြစ်တဲ့အတွက် 2.8.8.2 သူကကြောင့်6ပါ HO ဖြစ်တဲ့အတွက်ဘယ်လောက်တော့ 2.6
ဟောသူကကြတော့18လုံးကျော်သွားဖြစ်တဲ့အတွက်ဘယ်9ပေါ်မှာအခြေခံလိုက် AR 9ပေါ်မှာအခြေခံလိုက် AR 9မှာအခြေခံလိုက်တော့18လုံးဒီမှာကျန်တာနှလုံးပဲကျန်တယ်လမ်းကြောင်း4မှာဖြစ်တဲ့အတွက် 4s2 ကလေးရဒီဟာကိုလည်းရေးရနည်းနည်းလေးတစ်ခါလေးကျရောသွားကြတယ်ဒါနှလုံးတက်ကြော်တာဖြစ်တဲ့အတွက်ဘယ်9ပေါ်မှာအခြေခံလိုက်မှာ HE ကိုကျန်တာ6လုံးကျန်တယ်လမ်းကြောင်း2မှာဖြစ်တဲ့အတွက် 2s2 2p 6လုံးဖြစ်တဲ့အတွက် 2p4 ဟောတစင်ချင်းစီလေးဒီလိုရေးသွားရင်မှားစရာအကြောင်းမရှိတော့ဒါဆိုရင်ကယ်လ်ဆီယမ် CAD ကယ်လ်ဆီယမ်ဖြစ်တဲ့အတွက်ကယ်လ်ဆီယမ်ဘာမှမပါတော့ atom plus minus ပါရင် ion ဒါလေးကကြတော့ဘာတော့ oxygen atom ဒီလိုလေးရေးပြီးသွားပြီဆိုတော့မှသူ့ရဲ့အောက်တားမှု share electron ကသူ့ရဲ့အောက်တားမှု share electron ကနှလုံးဖြစ်တဲ့အတွက်ဒီမှာနှလုံးလေးဆွဲလိုက်အပေါ်အောက်ပဲဆွဲဘယ်ညာပဲဆွဲကြိုက်တယ်လို့ဆွဲလို့ရတယ်6လုံးဖြစ်တဲ့အတွက်1လုံး2လုံး3လုံး4လုံး5လုံး6လုံးအပေါ်အောက်ဘယ်ညာရေးပါလို့ပြောပြီးကျွန်တော်ရေးချင်တယ်လို့ရေးတာပါရေးချင်တယ်လို့လေးရေးနေတာဒါပေမဲ့ကိုယ်နားလဲဆိုရင်အဆင်ပြေလို့ရေးလိုက်လို့ရတယ်ဒါဆိုဒီတစ်လုံးလေးက D ကိုပေးမှာညားလေးထိုးလိုက်ဒီတစ်လုံးလေးက D ကိုပေးမှာညားလေးထိုးလိုက်ဒါဆိုရင်ကျွန်တော်တို့သူကနှလုံးပေးတာဖြစ်တဲ့အတွက်ဘာဖြစ်သွားပြီအောင်ဆိုရင် CA2 plus ဖြစ်သွားပြီနောက်ကအောက်ဆီဂျင်ကငကိုရှိတာ6လုံးနှလုံးလက်ခံလိုက်တော့ဘယ်နှလုံးဖြစ်သွားရော8လုံးနှလုံးလက်ခံတာမလို့ तू ကဘာမိုင်းနဲ့တော့2မိုင်းနဲ့2မိုင်းနဲ့ဒါဆိုကျွန်တော်တို့က2မိုင်းနဲ့ဖြစ်သွားပြီဒါဆိုရင်ကျွန်တော်တို့ကဟဲ့ဒီကောင်ကိုရေးလို့ရပြီဘာရေးလို့ရအောင်နှလုံးပေးလိုက်တော့ငကိုရှိက 2.8.8.2 ဖြစ်တဲ့အတွက် 2.8 तू ကဘာဖြစ်သွားရော 2.h ဒါဆို तू က18လုံးဖြစ်တဲ့အတွက်ဘယ်9ပေါ်မှာအခြေခံလိုက် AR 9ဖြစ်သွားမယ် तू က10လုံးဖြစ်တဲ့အတွက်ဘာ9လဲ Ne 9ဒါလေးကကယ်လ်ဆီယမ်plus minus ပါလို့ပါတော့ ion သူကကြတော့အောက်ဆီဂျင်ဟုတ်လားအောက်ဆီဂျင်ပြီးရင်ပါတော့ plus minus ပါလို့အောက်ဆီဂျင် ion ဒါဆိုအောက်မှာဒီစာလေးရေးအောင်မယ်ဒီစာလေးကျွန်တော်မထည့်ရင်အမှတ်လျှော့မှာလို့ပြောထားတယ်ကျွန်တော်ကလေးတွေတော့ဒါဆိုရင်ဒီမှာပေးတာနှလုံးဒီမှာတစ်လုံးနဲ့ပေးလို့ electron မှာ s မထည့်ဘူးဒီမှာနှလုံးပေးရမလို့1နေ2တွေမထည့်ဘူးကျွန်တော် s ပါခြင်းမပါခြင်းနဲ့ပဲပြောလိုက်တယ် electron မှာပါထည့်လိုက်မလို့ s ထည့်လိုက်မယ်ကူးပြောင်းသွားခဲ့ပါတယ်ဆိုတော့ transfer ဘယ်ကနေဘယ်ကိုကူးပြောင်းသွားတော့ from CA to ပါလေ O atom ဒါဆိုဘာဖြစ်သွားတော့ကယ်လ်ဆီယမ်အောက်ဆိုက်သူ့ရဲ့ formula လေးကပါတော့ CaO ဒါဆိုရင်အဲ့ဒီကောင်နဲ့ပတ်သက်လို့ကလေးတို့လေ့ကျင့်လို့ရတာဘာလေ့ကျင့်လို့ရလဲဆိုရင် MgO လေးကိုလေ့ကျင့်လို့ရတယ် NaCl နဲ့တူတာ KCl ဒါပေမဲ့ K အပါ K ဆိုရင် 2.8.8.1 ဖြစ်သွားမယ်အဲ့အားလေးသတိထားပေါ့ကိုရေးကြည့်လိုက်ဒီပုံစံတိုင်းလေးဒါဆိုရင် Na နဲ့ဆိုင်တာ KCl CaO နဲ့ဆိုင်တာ MgO ရေးပုံရင်းဒီလေးတူတူပဲဟုတ်လားအဲ့တော့ဒါလေးကိုလေ့ကြည့်လိုက်နောက်တစ်ပိုင်းကျတော့ထပ်ပြီးတော့ဟာဒီ ionic bond နဲ့တခြား formula တွေကိုထပ်ပြီးတော့ရှင်းပြပေးမယ်